မင်္ဂလာပါဗျ14ချိန်အတွက်ကိုကျွန်တော်အနေနဲ့ကဏ္ဍတစ်ခွက်တင်ပြပေးဦးမှာဖြစ်ပါတယ်အဲ့ကဏ္ဍတော့ပြန်ကြကဏ္ဍလေးပေါ့ကျွန်တော်တို့မမကမနက်ဖြန်ပို့မှာဖြစ်ပါတယ်လောဆယ်တပတ်စာလိုချင်ဒါမှမဟုတ်တစ်ခွက်ကောင်းလိုချင်1000ပါပဲတပတ်စာတဲမှာလည်းတစ်ခွက်ကောင်းပါမှာဖြစ်ပါတယ်ကိုကြိုက်တယ်လို့ယူလို့ရပါတယ်ဗျဒါကျွန်တော်အနေနဲ့မယူနိုင်တဲ့လူအတွက်ဆိုရင်လည်းဒါကျွန်တော်ပြတဲ့ကဏ္ဍလေးထိုးဖို့ကျွန်တော်အနေနဲ့ပြသပေးခြင်းဖြစ်ပါတယ်ဗျအဲ့ဒါတော့ရုပ်ပြန်ကြကဏ္ဍလေးပေါ့ဒီရုပ်ဖြစ်စဉ်လေးတစ်ခုပေါ့9ထိပ်4ထိပ်3ထိပ်လို့ထိပ်စီ3လုံးတန်းဆောင်းတက်ပေါ့အဲ့လိုတက်ပြီးတော့သူ့ရဲ့ဆောင်းကိုကျွန်တော်တို့1 2 3ချိန်ဆောင်းတက်မှာဒီ196ဆိုရကနာအောက်မှာပြန်ကြတယ်ပေါ့196ဆိုရကနာအောက်မှာပြန်ကြတယ်အဲ့တော့196ထောင်ထားပြီးတော့သူ့ထက်မှာ3ညထိပ်6ထိပ်ဒီခါဆိုပြီးရိုက်ပြီးတော့သူ့ရဲ့ဆောင်းမှာ2ဆိုပြီးတော့2အားထောက်ထားတဲ့ကနာဒီအောက်မှာပြန်ကြတယ်ပေါ့အဲ့ဆိုင်ကလေးပေါ့အဲ့မှာဒီမှာလည်း943လို့ထောက်တယ်ထောက်ပြီးတော့သူ့ရဲ့1 2 3ချိန်မှာ38ခွန်ဆိုရကနာဒီအောက်မှာပြန်ကြပေါ့သူကြမယ်ကြမှာလည်း3ညထိပ်6ထိပ်ဒီခါဆိုပြီးတော့ထောက်ပြီးတော့2ခွန်အပတ်လေထောက်တယ်ဒီကနာပဲရောဒီမှာအောက်မှာပြန်ကြဖြစ်ရမှာပေါ့အဲ့တော့ဒီတစ်နှစ်ကဆိုင်ပေါ့နော်ဒီ196က361 2ခွန်နဲ့ထောက်ပြီးမှဒီ943နေထောက်ပြီးတော့ဒီမှာပြန်ကြမယ်ကြံပေါ့ပြန်ကြမယ်ကြံမှာသူကျွန်တော်တို့ပြီးခဲ့ဘက်က9ပရိတ်ကိုဒီ site နဲ့73ညခွန်ဟောခဲ့ရပေါ့ဒါမဲ့လွဲပေါ့ဟိုဒီအချိန်မှာပြန်ကြအဲ့ဒီစနစ်တိုင်းသွားမယ်ဆိုရင်ကျွန်တော်ဒီသူ့ရဲ့အထက်ပေါ့1 2 3 4 5ချိန်မှာပြန်ကြကဏ္ဍတစ်ဝက်ထွက်ထားတယ်136က136ဆိုပြီးပြန်ကြကဏ္ဍထွက်တယ်အဲ့လိုထွက်ပြီးရဲ့အခါမှာသူကသူ့ရဲ့ဘေးနှစ်မှာလဲဒါတော့မရှိဘူးလား136လို့ပြန်ကြပြီးတော့သူ့ရဲ့ဆောင်းမှာ6ပရိတ်2ပရိတ်3ညပရိတ်4ပရိတ်ဆိုပြီးတော့9 2 3ည4လို့ထောက်ပြီးတော့သူကထောက်ထားတယ်ပေါ့အဲ့လိုထောက်ထားပြီးမှဒီဘေးရဲ့တစ်ချိန်2ချိန်3ချိန်4ချိန်မှာပြန်ကြအဲ့196ကပြန်ကြတာသူကြမယ်ကြမှာလဲသူကကျွန်တော်တို့ဒီဘက်ဘေးမှာပေါ့9နှစ်မြောက်တနေ့2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်မှာ286လို့သူထောက်ထားတယ်အဲ့286ထောက်ပြီးမှသူက6ပိတ်5ပိတ်4ပိတ်ခွန်ပိတ်4ပိတ်ဆိုပြီးတော့4ခွန်4 5 6လို့286လို့ရိုက်ပြီးမှ9နှစ်မြောက်กว่าမှာ1 2 3 4 5 6 9နှစ်မြောက်အောင်မှာဒီ196ကပြန်ကြတာဒီကကလေးပေါ့အဲ့လို286လို့ကြာပြီးသူ့ရဲ့စောင်းတက်ကိုလည်းသူကအချိန်မှလည်းသူကချိန်ကိုက်မှာ435ပဲလည်းထောက်ထားတယ်ခုတော့943နေရအဲ့ဒီဖြစ်စင်တဲ့ဒီသွားထောက်သလားပေါ့ထွက်မဲ့အချိန်ကိုထောက်တာဖြစ်တယ်ပေါ့အဲ့286ထောက်ပြီးတော့ဒီအချိန်ကိုက်မှာ453အပတ်လည်းရှိရပေါ့အများကြီးရှိတဲ့မှာအမြင်သားကိုကျွန်တော်အနေနဲ့ပြတာဖြစ်ပါတယ်အဲ့286ထောက်ပြီးတော့654ခွန်4လို့အဲ့လိုရိုက်ပြီးမှဒီဘက်ကိုသူ့အောက်ကတည်းတနေ့2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်မှာ196ပြန်ကြတယ်ပေါ့အဲ့လိုကြမယ်ကြမှာလဲသူ့ရဲ့6ချိန်5ချိန်တက်1 2 3 4 5ချိန်တက်မှာ160 136ဆိုပြီးတော့ပြန်ကြကဏ္ဍထွက်ထားတယ်
အဲ့ပြန်ကြကနန်းထွက်မယ်ကြသူ့ရဲ့စောင်းမှာလဲ9ပရိ2ပရိ3ပရိ4ပရိလို့ထောက်ထားတယ်မူသေးစနစ်ဖြစ်နေရမယ်ပေါ့အဲ့အောက်မှာမှ196ဆိုပြီးတော့အချိန်ကြပြန်ထွက်တာဖြစ်ပါတယ်အဲ့လိုခုနကကလည်းကျွန်တော်တို့ဒီ3ချစ်ခွန်ဆိုရယ်ကနန်းတော့ကိုလည်းသူ့အောက်ကိုရေးမယ်ဆိုရင်တစ်နှစ်အဲ့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်ပါဒီချိန်မှာကြာမှာပေါ့အဲ့လိုကြာမယ်ကြာမှာလဲသူကသူ့ရဲ့စောင်းမှာ9ပရိ2ပရိ3ပရိ4ပရိဆိုပြီးတော့9 2 3 4လို့ထောက်ထားတယ်ဒီ9ပရိရဲ့စောင်းမှာလဲပြန်ကြကနန်းထွက်ထားပြီးရှိရမယ်အဲ့ပြန်ကြကနန်းရဲ့အောက်ကတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာတော့ဒီ3ချစ်ခွန်ကနန်းကိုပြန်ကြကျင်တော့ပေါ့သူကြမဲ့အထက်မှာလဲ3ထိပ်6ထိပ်တစ်ခါဆိုပြီးရိုက်ပြီးမှနှစ်ခွန်စောင်းကတ်ထားတာပဲဒီ196လို့ပေါ့သူကတော့196တော့လဲအဲ့ပုံနာမယ်လေ3ထိပ်6ထိပ်တစ်ခါနှစ်ခွန်နဲ့အပတ်လေအဲ့လိုဖြစ်ပြီးမှသူကအောက်ကိုကြာတာအောက်ကိုအချိန်ကြိုက်မှသူကကြာတာပေါ့သူကြမဲ့ကြမှာတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာပြန်ကြကနန်းရှိတယ်အဲ့မှာ9ပရိ2ပရိ3ပရိ4ပရိအဲ့လိုခံပြီးမှဒီချိန်မှာကြာတာကြာမှကြာမှလည်းဒီ266ခံစားပြီးမှ6544ခွန်4လို့ထောက်ထားအဲ့တော့ဒီချိန်မှာလည်းဒီ3ချစ်ခွန်ဆိုရကနန်းပြန်ကြမှကြာဒီပြန်ကြကနန်းဒီမှာရှိတယ်ဒီကနန်းဒီပြန်ကြအဲ့တော့9ပရိ2ပရိ3ပရိ4ပရိလို့ဖြစ်တယ်ဖြစ်ပြီးမှဒီချိန်မှာပြန်ကြ3ချစ်ခွန်ဆိုရကနန်းအဲ့ဒီကြမဲ့ကနန်း9နှစ်မြောက်မှာလဲတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်အတက်မှာ266ဆိုတာလည်းရှိထားတယ်266တဲရှိပြီးတော့6ပိတ်5ပိတ်4ပိတ်ခွန်ပိတ်4ပိတ်ဆိုပြီးတော့4ခွန်4 5 6လို့ထောက်ထားပြီးမှဒီ9နှစ်မြောက်ပြန်ကြဆိုပြီးတော့ဒါကျွန်တော်အနေနဲ့ဖန်တာဖြစ်ပါတယ်အမှ3ချစ်ခွန်ဆိုရကနန်းကိုပြန်ကြဖန်ပေးလိုက်ပါတယ်အဲ့တော့အဲ့266ရဲ့ဒီအချိန်ကိုက်မှာလဲ453ဆိုရပထမကလည်းပဲထောက်ထားပြီးမှဒီ266တဲတာဖြစ်ပါတယ်အဲ့266တဲပြီးမှ6544ခွန်4လို့ထောက်ပြီးမှဒီ9နှစ်မြောက်မှာဒီချိန်မှာပြန်ကြကနန်းဆော့ပါဒါတော့ကျွန်တော်တို့ပထမကက်ကလေးနဲ့ပြပေးရဖြစ်ပါတယ်ဒါလာပြီးနေဦးကျွန်တော်အနေနဲ့စေနာထားပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ဗျဒါမဝယ်နိုင်တဲ့လူတွေအတွက်ကျွန်တော်အနေနဲ့တင်ပြပေးခြင်းဖြစ်ပါတယ်ဒီ38ခွန်ဆိုရဲ့ခဏကလည်းသူကပြန်ကြစိုက်ရှိရပေါ့ပြန်ကြစိုက်ရှိတာမှာကျွန်တော်တို့ဒီအချိန်ရနိုင်စားတာပေါ့ဒီ143ဆိုရဲ့ခဏဒီပြန်ကြဖြစ်တယ်သူ့အထက်ကခဏဒီပြန်ကြအဲ့လိုရေးပြီးတော့သူကျွန်တော်တို့သူတလေးတော့လည်းပြန်ရေးမှာပေါ့တစ်နှစ်2နှစ်3နှစ်4နှစ်ရဲ့အထက်က286ဆိုရခဏလဲစောတီတော့ပြရသွားလဲဆိုဒီ431ဆိုရခဏပြန်ကြအောင်ပါအဲ့မှာသူကလည်းမရေးမယ်တစ်နှစ်2နှစ်3နှစ်အပြင်မှာ286ဆိုရခဏအောက်မှာပြန်ကြအဲ့မှာတစ်နှစ်2နှစ်3နှစ်အပြင်8ခုနှစ်ဒီလဲအောက်မှာပြန်ကြသူ့ကိုပြန်ကြည့်လိုက်တစ်နှစ်2နှစ်3နှစ်အပြင်3ချစ်ခွန်ဒီအောက်မှာပြန်ကြတယ်အဲ့တော့ဘယ်ချိန်မှပြန်ကြမှာလဲဆိုပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီ431ဆိုရခဏဒီပြန်ကြမယ်ကြတယ်သူ့เจ้าမှာ4နောက်ပိတ်ခံထားရတယ်အဲ့ဒီ4-3ဆိုပြီးထွက်တယ်သူကလည်း1နှစ်3ရက်ပြီး266အဲ့266ဒီအောက်မှာပြန်ကြမယ်ကြမှာလေရော4နောက်ပိတ်ရဲ့စောင်းမှာပဲပြန်ကြပေးရတယ်အဲ့266ကလည်းရေးလိုက်မယ်1နှစ်2နှစ်3နှစ်ရဲ့ပြီး8ခုနှစ်ဆွဲကနာလဲအောက်မှာပြန်ကြတဲ့အခါမှာ4နောက်ပိတ်ရဲ့စောင်းမှာပဲပြန်ကြပေးရဖြစ်တယ်ခွန်ချစ်နှစ်ဆိုပြီးအဲ့တော့ဒီမှာတစ်နှစ်2နှစ်3နှစ်ရဲ့ပြီး3ချစ်ခွန်ဆိုရကနာလဲဒီအောက်မှာပြန်ကြမယ်ဆိုရင်ဒီ4နောက်ပိတ်
တခုခံထားတဲ့အတွက်ဒီချိန်မှာကျွန်တော်ဒီကဏ္ဍထိုးတင်တယ်လို့ယူဆပြီးတော့ကျွန်တော်အနေနဲ့စေနာထားပြီးတင်ပြပေးခြင်းဖြစ်ပါတယ်ဗျဒါလေးကတော့3ချစ်ခွန် site ကလေးပေါ့နောက်တစ်ခုကကျွန်တော်တို့၄က site ကုန်းကသူကတော့ချစ်ခွန်အတွဲကိုပဲအားဖြည့်မှုဒီယူထားရတာပေါ့နောက်ကလေးနာတပင်လုံးမှာဒီရှစ်ကား6ကားခွန်ကားဆိုပြီးတော့ရိုက်တယ်အဲ့လိုရိုက်ပြီးတော့သူ့ရဲ့9နှစ်မြောက်ပေါ့ဒီကျန်တဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်မှာဒီမှာ9ခွန်ခွန်လို့ထွက်တယ်9ခွန်တွဲပေါ့အဲ့ဒီထွက်တဲ့ကဏ္ဍရဲ့ဒီဘက်နှစ်မှာပေါ့1နှစ်2နှစ်3နှစ်ရဲ့3နှစ်မြောက်ရဲ့အထက်က940အားပတ်လေထောက်ထားရမယ်ပေါ့ဒါအထောက်ကဏ္ဍလူအောက်ကတိုင်း1နှစ်2နှစ်3နှစ်မှာ9ခွန်အတွဲနဲ့9ခွန်ဒါပထမကရောဒုတိယကမှာကြတော့ဒီမှာ8ခါ6ခါခွန်ခါလို့ရိုက်တယ်အဲ့မှာ9နှစ်ရေးလိုက်မယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်မှာဒီခွန်6 3ဆိုတဲ့ကဏ္ဍထွက်တယ်အဲ့မှာထွက်တဲ့ခါမှာလဲသူ့ရဲ့3နှစ်မြောက်မှာ1နှစ်2နှစ်3နှစ်မြောက်မှာအထက်မှာ354လို့ခံထားအပတ်လေအဲ့လိုခံပြီးမှခွန်6 3ဆိုပြီးထွက်တယ်9ခွန်တွဲ6ခွန်တွဲပေါ့ဒါလေးရတော့ကျွန်တော်9ခွန်6ခွန်နောက်တစ်ခါကျွန်တော်6ခွန်6ခါ6ခါခွန်ခါလို့ရိုက်ပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်မြောက်မှာလဲတို့ဒီမှာခွန်6ခွန်ဆိုပြီးတော့ထွက်တယ်ဒါခွန်တွဲပေါ့သူထွက်မှကြမှာလဲ1နှစ်2နှစ်3နှစ်ရဲ့ဒီဘက်စောင်းတက်ကလေးမှာ940အပတ်လဲထောက်ထားမှလာလဲသူကခွန်တွဲထွက်တာပေါ့ခွန်6ခွန်ဆိုပြီးတော့ထွက်သွားတယ်အဲ့လိုထွက်ဒါတတိယကပေါ့ရောစတုထကကြတော့စတုထကဒီမှာရှေ့6ခွန်ဆိုပြီးတော့လဲ3လုံးထောင်တယ်လဲ3လုံးစောင်းထောင်ပြီးတော့1 2 3 4 5 6ခွန်8 9နှစ်မြောက်မှာရောထွက်ရမှာအဲ့မှာ940အပတ်လေကိုရှားတဲ့အခါမှာဒီဘက်မှာဒီမှာတစ်ချိန်934ဆိုပြီးတော့ရှိတယ်အဲ့လိုရှိပြီးတော့သူ့ရဲ့အောက်ပိုင်း1နှစ်2နှစ်3နှစ်မြောက်ဒီချိန်မှာကျွန်တော်တို့8ခွန်တွဲဆိုပြီးတော့ဒါကျွန်တော်အနေနဲ့တော့ယူလိုက်တာဖြစ်ပါတယ်ပထမကမှာ9ခွန်တွဲဒုတိယကမှာ6ခွန်3ခွန်6 3ခွန်6တွဲ6ခွန်တွဲတတိယကမှာခွန်6ခွန်တွဲတဲ့အခုစတုထကမှာတော့ခွန်8တွဲဆိုပြီးတော့ဒါလေးကိုတော့ကျွန်တော်အနေနဲ့ယူပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာကလင်နာကတော့လုံးဝကိုဝဲမရလို့ဒီဒါလေးနဲ့ပဲပြန်ကြည့်လုပ်ပေးနေရတာပါနော်ကလင်နာရောင်းတဲ့လူမထွက်ပါလို့အားလုံးချစ်မိတ်ဆွေများကကုံမဝင်နိုင်တဲ့လူအတွက်ဒါကျွန်တော်ရဲ့မွေးကနန်းလေးတွေကျွန်တော်ပြတဲ့ကနန်းလေးကိုတော့စေနာထားပြီးပြပေးခြင်းဖြစ်ပါတယ်ပေါက်ကနန်းဖြစ်မယ်မဖြစ်ဘူးဆိုတော့ကျွန်တော်အနေနဲ့အာမမခံပါဘူးဗျကဲလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ဘိုင်ဘာ69နှစ်158နှစ်5ဘိုင်ဘာလာခဲ့ကြွခဲ့ပါဗျအားလုံးသောချစ်မိတ်ဆွေများကံကောင်းကြပါစေဗျ14ချိန်အတွက်အထူးစုကြီးပေါ့ပါစေ